အဲ့ဒါလို့သူဇိမ်ပြေနေပြေမကောင်းဘူးဆိုတာလှုပ်ဆဲတော့ပြားရည်လို့ချိုတာပဲပြီးရင်တော့မီးလို့ပူတာပဲဗျနော်တခါကြီးမိုင်ညာအေးအဲ့ဒီမှာသူများတယ်နဲ့တို့အပေါ်ကယဟန်တော်ကဒီကိုယ်လုံးပူလောင်နေတာဆိုတော့အလှဲ့အပြောင်းကလေးကံကြမ္မာအလှဲ့အပြောင်းကလေးကယုံထားတဲ့အပေါ်ယံဧကတိကအောက်ကိုရှော့ကျသွားတယ်မသိလိုက်အဲ့ဒါအောက်ကမြားတယ်နဲ့ထိုးနေတဲ့မုတ်ဆိုးရဲ့ခေါင်းပေါ်ကိုခြုံရပြီးသားကြအဲ့ဒါခွေးတွေကဝင်ကြိုက်တယ်ဗျအဲ့ဒီမှာဘုံဘုံလေးဝင်ဆွဲကြကြိုက်ကြအဲ့ဒီမှာယဟန်တော်ကတစ်ကိုင်းအချောက်တွေပါတွေချိုးပြီးတော့600အဲ့ဒီမှာခွေးတွေကငါတို့သခင်ကိုမျက်စိမှားပြီးတော့ကြိုက်မိပြီဆိုတိုးတဲ့ဝင်ပြေးကြအဲ့ဒါသစ်ပင်ပေါ်ကဆင်းပြီးယဟန်တော်ကသင်္ကန်းလှမ်းကြည့်တော့အသက်မရှိတော့ခွေးတန်ရဲရဲနဲ့တည်ဆုံးနေပိတ်တိုက်သိမ့်မကြလိုက်ဘူးနော်အေးဒိဋ္ဌဓမ္မဝေဒနိယကအဲ့ဒီမှာယဟန်တော်ကသူတော်ကောင်းဆိုငါရဲ့သင်္ကန်းကြသွားလို့သူတရားရှာတာငါမှသီလာမြန်းပျက်စီးရော့သလားစဉ်းစားအဲ့ဒါနဲ့တပိတ်တီကြနေတာတွေကောက်ပြုတ်ပြီးတော့သင်္ကန်းယုံပြီးမြတ်စွာဘုရားသည်ကြွသွားဟောတော့မြတ်စွာဘုရားကိုလျှောက်ဒီလိုဒီကြောင်းပဲဘုရားအဲ့ဒီမှာမြတ်စွာဘုရားချက်သားအင့်မှာအပြစ်မရှိပါဘူးသီလဝိသုဒ္ဓိစင်ကြယ်ပါလေညာဘက်ကိုလေတိုက်တဲ့ဘက်ကိုလှည့်ပြီးတော့အင်မတန်နူးညံ့တဲ့မြူမုံတွေဖုံတွေကိုပြစ်ကျဲမယ်ဆိုရင်အဲ့ဒီလူရဲ့မျက်စိမျက်ခွက်ပေါ်ကိုပဲမြူမုံတွေဟာပြန်ကျလာလိမ့်နော်အေးအဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မကောင်းတဲ့စေတနာစိတ်တွေကသူ့ကိုစီမံသွားတာ